ကုသိုလ်ကောင်းမှုလုပ်တဲ့လူကပြုံးနိုင်တယ်ဒီဘဝမှာလည်းကုသိုလ်ကောင်းမှုလုပ်တဲ့လူဟာပြုံးနိုင်တယ်ဝမ်းမြောက်ရတယ်နောက်ဘဝရောက်သွားရင်လည်းပဲပြုံးနိုင်တယ်ဒါဘယ်လိုလဲဆိုတော့ကုသိုလ်ဆိုတာချမ်းသာဒုက္ခဖြစ်ပေါ်စေတာအဲ့ထီပေါက်တဲ့လူတွေမပြုံးဘူးလားပြုံးတယ်အဲ့ထီပေါက်တဲ့လူတွေပြုံးတာကထီလက်မှတ်ကလေးရှိထားလို့ထီပေါက်တယ်လို့သတင်းကြတော့မပြုံးရတာထီလက်မှတ်ဆုံးသွားရင်ပြန်မငိုရအောင်လားထီပေါက်ပြီးထီလက်မှတ်ပျောက်တဲ့လူလည်းရှိသေးတယ်ခုခေတ်ကနော်အဲ့တော့ကုသိုလ်ကောင်းမှုလုပ်ထားတဲ့ပုဂ္ဂိုလ်ကအဲ့လိုလက်မှတ်ပျောက်တာဆိုတာမရှိဘူးကုသိုလ်ကောင်းမှုကိုပြုလုပ်ထားတဲ့ပုဂ္ဂိုလ်ဟာဣဒမောရတိလက်ရှိဘဝမှာလည်းဝန္တရတယ်ပြုံးရွှင်နိုင်တယ်ပစ္စမောရတိနောက်ဘဝရောက်တဲ့အခါမှာလည်းပဲဝန္တနိုင်တယ်ပြုံးရွှင်နိုင်တယ်ဥပယထမောရတိဒီဘဝမှာလည်းအပြုံးနဲ့နောက်ဘဝမှာလည်းအပြုံးနဲ့နေနိုင်တယ်ဆိုတော့ဒါကုသိုလ်ကံရဲ့အကျိုးတရားကိုပြောတာကိုယ်ကိုကုသိုလ်ကောင်းမှုတစ်ခုလုပ်ပြီးတော့ကိုယ်ရင်ထဲမှာပျော်ရွှင်ချမ်းမြေ့မှုကြည်နူးမှုရမရကိုယ့်ကိုစဉ်းစားပေါ့နော်မရဘူးဆိုရင်တော့ကုံတာနှမျောလို့ဖြစ်လို့လှူရတဏ္ဍပေးရကန္နာဒါနပုံညလို့ခေါ်ဘာကြောင့်ပုံညလို့ခေါ်လို့ဆိုရင်လူတွေကလေးစားခံရတဲ့ဘဝမျိုးကိုဖြစ်စေတယ်အကျိုးကျေးဇူးအနေနဲ့ကုသိုလ်ကောင်းမှုလုပ်လို့ရှိရင်လူတွေကလေးစားတဲ့အစစ်မျိုးရတယ်လို့သူဆိုလို့တယ်နော်ကုသိုလ်ကောင်းမှုဆိုတာဘာတွေတုံးလို့ပြောမယ်ဆိုရင်ဒါနကြီးကုသိုလ်ကောင်းမှုမဟုတ်ဘူးသီလစောင့်တည်လို့သီလလုံးနေရင်လည်းကုသိုလ်ကောင်းမှုဘာဝနာလို့ခေါ်တယ်တတိတွေပညာတွေတိုးတက်လာအောင်တရားထုတ်တယ်စိတ်ဓာတ်ဝင်ပြီးတရားထိုင်တယ်တရားအသိတွေရလာတယ်ပြုံးရတယ်ပျော်ရွှင်ကြတယ်နော်ဝေယဝိသလူကြီးသူမတွေရဲ့ဝေယဝိသဖယားဝေယဝိသသံဃာဝေယဝိသဆိုတာတွေလုပ်တယ်ပြုံးနိုင်ကြတယ်ပျော်ကြတယ်ပဋိဒါနတဲ့ကိုရထားတဲ့ကိုလုပ်တဲ့ကုသိုလ်ကောင်းမှုကိုမျှဝေတယ်ပဋိဒါနပတ္တနုမောဒနာသူများလုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေကိုတာရုခေါ်တယ်မျှဝေတာကိုတာရုခေါ်မြန်မာလူမျိုးတွေကဆိုင်းမုတ်ထိုးပြီးတော့လှူလေးတန်းလေးရှိကြတယ်လှူတန်းတာကိုဆိုင်းမုတ်ထိုးလေးရှိကြတယ်တချို့ကအပြစ်ပြောတယ်ဘုန်းကြီးတွေကတော့အပြစ်မမြင်ဘူးဆိုင်းမုတ်ထိုးခြင်းဟာဘုလားရွယ်ချက်ကဘာလဲလို့ဆိုရင်တာဓုခေါ်ဖို့မျှဝေခြင်းသာဖြစ်တယ်